င်္ဂလာပါရှင်မြမလောင်ဝါနေမှာထားတဲ့ပစ္စည်းလေးတွေနဲ့တူတူဖောက်ကြည့်ကြမယ်ဆက်စောတော့မိထက်အိမ်နေမှားချတဲ့အတွက်ပေါ့နော်စားတိုက်ကိုသွားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲပြန်လာတဲ့အချိန်မှာပဲအိမ်မှားချတဲ့အိမ်ရှင်ကနေပြီးတော့မိထက်ကိုလာပို့ပေးတာကျေးဇူးတင်လိုက်တာမိထက်ဘာလို့လဲဆိုတော့အရန်စားကျင်နေလို့ပေါ့နော်ဒီစားကြပေါ့သူကတော့ပြန်ပို့ပေးမယ်ပြောမိထက်ပြန်လဲမပို့ခိုင်းပါဘူးပေါ့နော်ဒါကဟို delivery သမားမှားချတယ်တဲပြုတ်ဒီမှာဘေးသားရွှေချလက်ဖက်ဒီမှာပဲမောကမရှိမဖြစ်ပဲရမ်းတုတ်စားတယ်ဆိုတော့ဗောနော်ဒါမွေးကလေးပဲအချက်မုတ်စစ်စစ်ဒီမှာဗာလဲဆိုတဲ့အခါကျတော့ဒါကတော့မွေးငါတော့မြမလောင်မွေးငါတော့နော်ဒီမှာမိုးကုတ်ပရိဒါဒီမှာမိုးကုတ်ပရိဒါ1 2 3လက်ဖက်တွေမပဲနဲ့လို့တပုံမှာချောက်လိုက်တာလက်ဖက်တွေမှာဘတ်အသားဒီမှာအညင်းမိုးကုတ်ပရိဒါလက်ဖက်အညင်း very good I like it မိထက်ရမ်းစိုက်တဲ့ပဲပြုံးမှာ3 4 5 6ပါမယုံကြည်ချက်မို့လက်ဆောင်ပေးလိုက်တယ်လက်ဆောင်လေးပေးလိုက်တော့ကျေးဇူးတင်ပါတယ်ရှင်ညီမလောင်မလည်းအများကြီးတိုင်းရောင်းကောင်းပါစီ